အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်က ANSYS ကိုအသုံးပြုပြီးတော့ analysis system တွေပြုလုပ်ဖို့အတွက် analysis project တွေပြုလုပ်ဖို့အတွက်အရေးကြီးဆုံးဖြစ်တဲ့ ANSYS Webmesh အကြောင်းကိုကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဒီ ANSYS Webmesh မှာပါတဲ့ button တွေ toolbox တွေထဲမှာပါတဲ့ analysis စနစ်တွေအကြောင်းကိုကျွန်တော်အနည်းငယ်ရှင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုရင်ကျွန်တော်တို့ကဒီ ANSYS ရဲ့ Webmesh interface ကြီးကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်ဒီ ANSYS Webmesh ရဲ့ user interface ကြီးပေါ့နော်ဒီ user interface ကြီးမှာအပေါ်ဆုံးလေးမှာကျွန်တော်တို့ menu bar လို့ခေါ်တဲ့ဒီ bar အဖြူလေးရှိရပေါ့နော်အဲ့ဒါမှာဘာတွေပါဝင်လဲဆိုရင် file view tools unit extension jobs head ဆိုပြီးကျွန်တော်တို့ခုနှစ်မျိုးလောက်ပါပါတယ်ကျွန်တော်အတုံးများကတော့ file နဲ့ view လောက်ပဲအတုံးများတယ်ပေါ့နော်ပြီး unit လည်းကျွန်တော်တို့အတုံးများပါတယ် file ဆိုတာတော့ရိုးရှင်းရှင်းပါတယ်ကျွန်တော်တို့ Microsoft Excel တွေ Word တွေမှာပါတဲ့အတိုင်းပဲ save ပါလားကျွန်တော်တို့ open ဖွင့်ပါလားပြီး new အတက်ဖွင့်ပါလားဒါမှမဟုတ် import အပြင်က file တစ်ခုကိုဒီလို import လုပ်ပါလားပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်ကျွန်တော်တို့ဒီမှာ save လုပ်ပါလားပေါ့နော်အဲ့ဒါမျိုးတွေအတွက်ကိုကျွန်တော်တို့က file ဆိုတဲ့ menu bar လေးပါတုံးလာဖြစ်ပါတယ်ပြီးနောက်က view မှာလည်းကျွန်တော်တို့ web page ကို reset လုပ်ပါလား refresh လုပ်ပါလား toolbar ကိုတုံးပါလား toolbar customization တုံးပါလား project committed တုံးပါလားကိုလိုချင်တဲ့နေရာတွေကိုကျွန်တော်တို့က check လုပ်ပြီးတော့လိုအပ်တဲ့ပေါ့နော် toolbar လေးတွေဒီကျွန်တော် user interface ပေါ်မှာတင်ထားလို့ရတာပေါ့နော်အဲ့လို setting တွေကိုချဖို့အတွက်ဆိုကျွန်တော်ဒီ view ဆိုတဲ့ menu bar လေးမှာအသုံးပြုပါတယ်ပြီးရင်ကျွန်တော် tools ကိုတော့ကြော်ထားခဲ့မယ်အရင်ကြီးလည်းမတုံးကြဘူးပေါ့နော်နောက်တစ်ခုကတော့ unit ကျွန်တော်တို့ unit ဆိုတဲ့ဒီ menu bar လေးမှာကျွန်တော်အရေးကြီးပါတယ် analysis system တစ်ခုပေါ့နော် analysis project တစ်ခုကိုမလုပ်ခင်ကျွန်တော်လုပ်မယ့် project ကဘယ် unit system ကိုအခြေခံထားတာပထမဆုံးကျွန်တော်ဒီ SI system ကိုအခြေခံထားတာ SI ဆိုကျွန်တော်တို့ kilogram တွေ meter တွေ second ဒါမှမဟုတ် SI system မှာကျွန်တော်တို့ metric စနစ်ကိုအခြေခံထားတာ metric စနစ်ဆိုရင်တော့ကျွန်တော် kilogram meter second ဒါပေမဲ့ temperature မှာဆိုရင်ကျွန်တော် Kelvin မဟုတ်တော့မယ် degree Celsius ဖြစ်သွားမယ်ပေါ့နော်အဲ့လို unit system လေးပေါ့နော်ပြီး metric စနစ်ကိုပဲကျွန်တော်က kilogram တွေ meter တွေမဟုတ်ဘဲတန်တွေ millimeter တွေအဲ့ဒါကြီးဆိုကျွန်တော်ကဒီတတိယမြောက် unit system ကိုတုံးရမယ်ကျွန်တော်က metric စနစ်မတုံးဘဲနဲ့ကျွန်တော်က US စနစ်ကိုတုံးမယ်ဆိုရင် US custom metric စနစ်အတွက်ကျွန်တော် pound meter တွေ inch တွေပါဝင်တဲ့ဒီ၄ခုမြောက်ကျွန်တော်တို့ unit system ကိုတုံးလို့ရတယ်ဒါမှမဟုတ် US system ကိုပဲကျွန်တော် engineering ပိုင်းတုံးချင်တယ်ဆိုရင်တော့ကျွန်တော်ဒီ၅ခုမြောက် pound ပေါ့နော် pound တွေ inch တွေ second တွေပေါ့နော် radian တွေအဲ့ဒါတွေအတွက်ကိုကျွန်တော်တို့က၅ခုမြောက်ဒီ unit system ကိုတုံးပြလို့ရတယ်ဆိုတော့ကျွန်တော်တို့က analysis project တစ်ခုကိုလုပ်တော့မယ်ဆိုရင်ကိုလုပ်ချင်တဲ့ project ရဲ့ပေါ့နော် unit system ကဘယ် system ကိုအခြေခံထားလဲဆိုတော့ကျွန်တော်ကအရင်ဆုံးတိထားရမယ်ပေါ့နော်တိထားပြီးရင်ကျွန်တော်တို့ကဒီမှာတစ်ခါလေးလာပြီးတော့ကိုလုပ်ချင်တဲ့ unit system ကိုလာပြီးရွေးချယ်ထားခဲ့လို့ရပါတယ်ဒါဆိုကျွန်တော်ကဒီ unit ရွေးပြီးဆိုကျွန်တော်က analysis လုပ်တော့မယ် analysis လုပ်တော့မယ်ဆိုကျွန်တော်ဒီအောက်မှာ toolbox လေးပေါ့နော် toolbox ကိုရေးထားလို့ရှိရင်အဲ့ toolbox ရဲ့အောက်မှာဘာရေးရှိလဲဆို analysis system ဆိုတာရှင်းပါတယ်ဘယ် analysis system ကိုအသုံးပြုခြင်းလဲပေါ့နော်ကိုအသုံးပြုလို့ရတဲ့ analysis system အမျိုးအစားတွေကိုဒီအောက်မှာပြထားဖြစ်ပါတယ် analysis system အောက်မှာတော့ component system ကကျွန်တော်တို့ကကိုအသုံးပြုခြင်းနဲ့ component system တွေပေါ့နော်ဒီ analysis system မှာအသုံးပြုမဲ့ component လေးတွေပေါ့နော်အကူအနေနဲ့ထည့်ပေးထားမဲ့ component တွေကိုကျွန်တော်ကထည့်ပြီးရွေးလို့ရတဲ့နေရာပေါ့နော်အောက်မှာဒီ custom system တွေကျွန်တော်တို့ရှိတယ်ပြီးရင် design exploration ရှိမယ် ACT ရှိမယ်ပေါ့နော်ဒါတွေကတော့အတုံးနည်းပါတယ်မတုံးပါဘူးပေါ့နော်ကျွန်တော်တို့အဓိကအရေးကြီးတာ component system နဲ့ဒီ component system ဆိုတာ ਨੇ ဒီ analysis system ဆိုတာနှစ်မျိုးပဲကျွန်တော်တို့အသုံးပြုတာဖြစ်ပါတယ်အဲ့ဆိုကျွန်တော် analysis system မှာကျွန်တော်ဘာတွေပါမလဲ flow CFH ပေါ့နော် CFD လို့လည်းခေါ်ပါတယ်ဒါမှ flow မှာ CFH နဲ့မသွားဘဲနဲ့ fluent နဲ့သွားမှာလား FLUENT fluent နဲ့သွားမယ်ဆိုလည်းရတယ် polyflow နဲ့သွားမယ်ဆိုလည်းရတယ်ဒါ flow ၄မျိုးပေါ့နော်ပြီးရင် model တွေ motion တွေ rigid dynamic တွေပြီးရင် static structure တွေပေါ့နော် steady state တာမယ် static structure တွေနဲ့မဟုတ်ဘဲနဲ့ transient structure တွေပြီး transient တာမယ်ပေါ့နော်အဲ့လိုမျိုးအမျိုးရှိပါတယ်ကျွန်တော်တို့ဒီ explicit dynamic ဆိုတာကျွန်တော်ပထမဆုံးရှင်းပြမယ်ဆို explicit dynamic ဆိုတာကျွန်တော်တို့ဥပမာပေးရင်ကားတစ်စီးကနိုင်ငံတစ်ခုကိုရုတ်တရက်ဝင်တိုက်လိုက်တဲ့အချိန်မျိုးပေါ့နော်အဲ့လိုမျိုးတွေမှာကျွန်တော်ရုတ်တရက်ဖြစ်လာတဲ့ impact တွေပေါ့နော် impact ပဲဖြစ်မမျှော်လင့်ပဲဖြစ်လာတဲ့ load တွေပေါ့နော်အဲ့လိုမျိုးရုတ်တရက်ဖြစ်လာတဲ့ load တွေ impact တွေကိုကျွန်တော်တို့က analysis လုပ်တဲ့နေရာမှာ explicit dynamics ကိုကျွန်တော်အသုံးပြုပါတယ်ဒုတိယတစ်ခုကဒီ fluid flow မှာ၄ခုရှိတယ်အချင်းချင်းအနေနဲ့ fluid flow ဆိုရင်လည်းကျွန်တော်တို့ကဒီ fluid ပေါ့နော်လေပဲဖြစ်ရေပဲဖြစ်ပေါ့နော်ဓာတ်ငွေပဲစီးကြောင်းတွေပေါ့နော်တို့ရဲ့ဒီ flow တွေပေါ့ဒီလေစီးကြောင်းတွေရေစီးကြောင်းတွေနဲ့ပတ်သက်တဲ့ analysis တွေလုပ်တဲ့အခါမှာကျွန်တော်ကဒီ fluid flow ကိုအသုံးပြုပါတယ် CFD CFH နည်းလမ်းကိုတောင်းလို့ရတယ် fluent လို့ခေါ်တဲ့နည်းလမ်းကိုတောင်းလို့ရတယ် polyflow လို့ခေါ်လို့ရတဲ့နည်းလမ်းကိုအသုံးပြုလို့ရပါတယ်
ပြီးကျွန်တော်တို့ကဒီမှာ model တွေ motion တွေရှိမယ်ဒါတွေတော့ကျွန်တော်တိတ်အတုံးနေပါတယ်ပေါ့နော် rigid dynamic တွေရှိမယ်နောက်တစ်ခုကကျွန်တော်က static structure တွေအတုံးများဆုံးပါကျွန်တော်အခုဒီတင်တန်းမှာလေကျွန်တော်ကျေပြင်းတင်ပြီးတော့မှဖြစ်ပါတယ် static structure တွေပေါ့နော် static structure တွေဘာလို့လဲဆိုကျွန်တော်က structural ဘိုင်းကို analysis လုပ်တာအရာဝတ္ထုပစ္စည်းတစ်ခုပေါ့နော်တရားတစ်စင်းပဲဖြစ်ဖြစ်ခုံတစ်လုံးပဲဖြစ်ဖြစ် mechanical part တစ်ခုပဲဖြစ်ဖြစ်သူ့အပေါ်မှာ pressure တွေ load တွေ force တက်ရောက်တဲ့အခါမှာအချိန်မှန်များစွာပေါ့နော် pressure ပေါင်းများစွာပေါ့နော်ဒီ force ပေါင်းများစွာတက်ရောက်တဲ့အခါမှာဒီအရာဝတ္ထုပစ္စည်းကဘယ်လောက်တောင် stress တွေခံရမလဲ strain တွေခံရမလဲဘယ်လောက်တောင် elongation ဖြစ်သွားမလဲဘယ်လောက်တောင် deformation ဖြစ်သွားမလဲ strain energy ဘယ်လောက်တောင်စုမိနေမလဲဒါတွေကိုကျွန်တော်က analysis လုပ်တဲ့အခါမှာ static structure တွေကိုတုံးပါတယ်ဒါဆိုရင် structure တွေချင်းတူတူဒီမှာ transient structure တွေဆိုတာဘာလို့ပါနေရလဲရှင်းပါလေ transient structure တွေဖြစ်တဲ့အတွက်ကျွန်တော်တို့က static structure တွေကသူ့မှာအချိန်ဆိုတာကိုကျွန်တော်တို့ကပေါ့နော် neglect လုပ်ထားတယ်ပေါ့နော်အချိန်ဆိုတာထည့်မစဉ်းစားမထားဘူး transient structure တွေမှာကျတော့အချိန်ပါလာပြီမင်းဒီပေါ့နော်အရာဝတ္ထုပစ္စည်းတစ်ခု force တက်ရမယ် force ဘယ်နှကြိမ်တက်ရမှာလဲတစ်ကြိမ်တက်ရရင် force ကဘယ်လောက်ထိကြာမှာလဲစက္ကန့်30တက်ရမှာလားဒါမှမဟုတ်နာရီ30လောက်တက်ရမှာလားဒါမှမဟုတ်2နှစ်ကြာအောင်ဒီ force ကြီးတက်ရောက်နေပါအဲ့လိုပေါ့နော်အချိန်တစ်ခုပါဝင်တဲ့အခါကျရင် transient structure တွေကိုကျွန်တော်ကအသုံးပြုပြီးတော့ analysis လုပ်ရမှာဖြစ်ပါတယ်ဒီလိုပဲကျွန်တော် state တာမယ် state မှာနောက်မှာတာမယ်ဆိုတာဘာလဲကျွန်တော်ရှင်းပါတယ် thermodynamic ပိုင်းကျွန်တော် analysis လုပ်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော် thermodynamic ပိုင်းတွေ temperature တွေ heat flood တွေ heat radiation တွေပေါ့နော်ဒါပတ်သက်တဲ့ဒီပေါ့နော်analysis ပိုင်းကိုလုပ်တဲ့အခါမှာဒီ state တာမယ်ကိုတုံးတယ် state တာမယ်ဆိုတာရှင်းပါ state ဆိုတာပါနေတာဖြစ်တဲ့အတွက်ပေါ့နော်လှုပ်ရှားမှုမရှိတဲ့ state အနေနဲ့ယူဆပြီးထားလို့ရတဲ့ပေါ့နော်ဒီတာမယ်ဘိုင်းကိုကျွန်တော်ကတာမယ် analysis ပိုင်းကိုလုပ်မဲ့အခါကျ state တာမယ်ကိုတုံးတယ်ထို့အတူပဲကျွန်တော် transient တာမယ်ဆိုတာလည်းရှိတယ် transient တာမယ်ကြဘယ်လိုလဲကျွန်တော်ခုနက transient structure တွေလိုပါပဲ transient တာမယ်ဆိုတာကလည်းပေါ့နော်အချိန်တစ်ခုပေါ့နော်ဒီပေါ့နော်အပူနဲ့ပတ်သက်တဲ့အရာဝတ္ထုတစ်ခုကိုကျွန်တော်တို့ကပေါ့နော်အပူချိန်နဲ့တက်ရောက်တဲ့အခါမှာ state တာမယ်ကတော့ဒီတိုင်းရိုးအချိန်တစ်ခုမပါဝင်ပဲတက်ရောက်တာ transient တာမယ်မှာကျတော့ဒီအရာဝတ္ထုပစ္စည်းကိုအပူကဘယ်နှချိန်တက်ရောက်မှာဘယ်လောက်ကြာတက်ရောက်မှာလဲဆိုတော့အချိန်နဲ့ပတ်သက်တဲ့ definition တစ်ခုပေါင်းဝင်လာခါကျရင်တော့ transient တာမယ်ဆိုတဲ့ analysis ကိုကျွန်တော်အသုံးပြုတာဖြစ်ပါတယ်ဒါကျွန်တော် static structure ဆိုတော့ကျွန်တော်ဒါပဲနှိပ်ပြီးတော့ကျွန်တော်ဖွင့်လိုက်မယ်ဒါဆိုကျွန်တော်တို့ဒီမှာ static structure ရဲ့ခေါင်းစဉ်လေးပေါ့ number 1 cell လေးအောက်မှာအဲ့ဒါ cell လေး6ခုလောက်ကြာလာတွေ့လိမ့်မယ် cell လေးပေါ့နော် cell လေး6ခုလောက်ကြာလာမှာဖြစ်မယ် engineering data ရဲ့ geometry ရဲ့ model ရဲ့ပြီးတော့ပြီး set solution result ကျွန်တော်ကြည့်ရင်သိနိုင်ပါတယ် analysis တစ်ခုရဲ့ result ရဖို့အတွက်ကကျွန်တော်ရိုးရှင်းနဲ့ဖြစ်တည်သွားတာမဟုတ်ပါဘူးရှေ့မှာကျွန်တော်5ခုလောက်ပေါ့နော် step တွေလို့ပြောရမှာပေါ့အဆင့်တွေပေါ့နော်5ခုလောက်ဖြတ်ပေးရပါတယ်ဒီလို5ခုပေါ့နော်5ခုရှိတဲ့ဟာရှိမယ်4ခုရှိတဲ့ဟာရှိမယ်ပေါ့နော်အဲ့ဒီအဆင့်တွေကိုဖြတ်နေပြီးမှလာကျွန်တော်နောက်ဆုံးမှာ result ဆိုပြီးရတာဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီ access webpage ကိုအသုံးပြုရဲ့ပေါ့နော် basis အခြေခံလေးကိုကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ဒီ engineering data တွေ geometry ပေါ့နော်ဒီ analysis system တစ်ခုချင်းစီမှာပါဝင်တဲ့ဒီ cell လေးအကြောင်းကိုကျွန်တော်နောက်နေ့မှာအချိန်ရလို့ကျွန်တော်ဆက်ပြီးရှင်းပြပေးတော့အောင်ပါဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်